ကိုကျွန်တော်တို့ကဟိုချီလို့တော့ရတာကချီလို့တော့ဆိုင်ခံလာခိုင်းနေတယ်ဟိုရဟန်းနဲ့ရင်ကန်နေဆိုင်ပြီးသွားလို့ရှိရင်တော့အကြည့်ရကတော့ရထားမကြည့်လိုက်ရအောင်အဲ့ဒါဒီနေ့အောက်ထပ်ပြီးတော့လာဒါတော့ကျွန်တော်တို့မှဟာဟာလေးဖြစ်ပါတယ်ဒါကဒီကလာမှာဖြစ်ပါတယ်ဘုံကတော့သူစမ်းမိုင်နေရယူထားရတယ်ဒါတွေကတော့ကျွန်တော်တို့အခုထိုင်နေဆိုင်နေမှာဖြစ်ပါတယ်သူကရထားလာပြီဆိုတော့ဘုံကဒီဘက်ကိုရွှေ့နေရတယ်လာပြီးသွားပြီဆိုတော့ဒီလိုမျိုးခါတိုင်းကိုပြန်ပြီးတက်နေရတယ်ဒါတော့ဟန်နွိုင်းကကျထားဖြတ်တဲ့တန်းပေါ့နော်အဲ့ဒါကိုကျွန်တော်လမ်းမကြီးပေါ်မြင်တန်းမြင်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်သူကတော့ကျထားလာကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအိုးကွာတာဘက်မှာသွားပြီးတော့အခုစားမယ်ပြီးသွားလို့ရှိရင် charge ကိုညဘက်သွားကြည့်မယ်ပြီးရင်ဒါပဲပြန်မယ်